Welcome, everyone. I want you to listen to me like I'm your friend. Teacher, ko yin khwe me. I want you ma teacher the chair to listen to me ga. Teacher the chair to the be. Like I'm your ga. Tatia teacher, Frank ga, Sota teacher, no? Adima, teacher time chair like do 1, 2, 3, 4. 1, 2, 3, 4. No, I don't know. Teacher tag go, Sara lady tell you me. I want you ပေါ့နော်ရိုးရိုးဖတ်ရင် I want you ဒီမှာ T ရဲ့အတန်နဲ့ Y ရဲ့အတန်ကိုသူကရောဖတ်လိုက်တဲ့အခါမှာတာကနေပြီးတော့ T တန်ကနေပြီးတော့ CH တန်ကိုရောသွားမယ်နော် I want you နော်အဲ့လိုဖတ်မယ်ဒီပထမစီးချက်မှာ I want you to listen to me မှာရိုးရိုးဖတ်တော့ to listen to me နော် to listen to me မှာ to ကဖိစာမဲ့ answer syllable ဖြစ်တဲ့အတွက်ကြောင့်မလို့ to လို့အပြည့်မထွက်ပဲနဲ့ထတန်ထွက်မယ်နော် to listen to me နော် to listen to me ပေါ့နော်နောက်ဟာကတော့အပြည့်ထွက်လို့ရတယ်။ဘာလို့ဆို to က me ကိုပြန်ပြီးတော့ရည်ညွှန်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ me to me လို့ထွက်ပါနော် to listen to me ဒုတိယစီးချက် like I'm your နော် like I'm your မှာ I နဲ့နော်များသောအားဖြင့်အင်္ဂလိပ်စာမှာနောက်မှာ e တန်ရှိလို့ရှိရင်အဲ့ e တန်ကဖြောက်ပြီးတော့ယူရပါတယ်เนาะ program ဆိုရင် e ကိုဖြောက်တယ်เนาะ like ဒီမှာ like ကိုလည်း e ကိုဖြောက်လိုက်တယ်เนาะဖြောက်လိုက်တော့ I k ရှေ့က k တရနဲ့နောက်က I ရှေ့က k ပြီးနဲ့နောက်က I တရကိုပေါင်းဖက်လိုက်တော့ like ခိုင်းမျိုးเนาะ like ခိုင်းမျိုးအဲ့လိုဖြတ်တယ်เนาะ k နဲ့ I နဲ့ပေါင်းတော့ခိုင်းပေါ့เนาะ like ခိုင်းမျိုးเนาะနောက် m ကနောက်ပိတ်တန်ပေါ့เนาะlike ခိုင်းမျောနော်မျောပေါ့နော် y နဲ့ m ကပေါင်းဖက်လဲရတယ်ဒါမှမဟုတ် y ကိုခြေပြီးတော့မျောလို့ဖက်လိုက်လဲရတယ်နော် like ခိုင်းမျောနောက်ဟာတတိယစရုပ်ထစီချက်မှာ frank ကိုပေါ်အောင်ဖတ်မယ်နော်အဲ့ဒီမှာအပြေးဖတ်လိုက်တော့သူ့တိုင်းဖတ်လိုက်တော့1 2 3 4နော် I want you နော်တာကခြားဖြစ်တယ် I want you to listen to me နော် to listen to me ဒုတိယစီချက် like I'm your friend I want you to listen to me like I'm your friend. I want you to listen to me like I'm your friend. I want you to listen to me like I'm your friend. I want you to listen to me like I'm your friend. เนาะအဲ့လိုပုံစံကြအောင်ဖတ်လို့လည်းရပါတယ်။ဘာသာပြန်တဲ့အခါမှာတော့เนาะကတ္တရှိကံစာနောက်ပြန်သုံးရင်ကရိယာပိတ်ဆိုတဲ့ဆောင်းကျုပ်စာကျုပ်လေးကိုအလွတ်မှတ်ထားပါ။အဲ့ဒီမှာဘာသာပြန်လိုက်တဲ့အခါမှာI want you ကိုအရင်ဘာသာပြန်လိုက်တော့ I ငါသည် subject ကိုအရင်ဘာသာပြန်တယ်ကတ္တကိုဘာသာပြန်တယ်ငါသည် you သင်ကိုနော်သင်ကိုဆိုတော့ကံပုတ်နော်ငါသည်သင်ကို want အလိုရှိတယ်နော်နောက်ကစာကြောင်းတွေကတော့တဲ့သူက you ကိုချဲ့ထားတဲ့စကားလုံးတွေဖြစ်ပါတယ်နော်အဲ့ဒီမှာကတ္တကိုကတ္တရှေ့ခံရှေ့ကကတ္တကိုဘာသာပြန်ပြီးရင်စာနောက်ပြန်ဆိုတဲ့အတိုင်းစာချောင်းကိုနောက်ဆုံးကနေရှေ့ကိုယူလာပြီးတော့ဆုံးရင်ကရိယာပိတ်တဲ့နော်ကရိယာနဲ့ပြန်ပိတ်ရမယ်နော်ငါသည်နော်တင့်ကိုအလိုရှိတာဘလို့လိုရှိတာလဲဆိုတော့ငါသည် your friend သင်ဤတငယ်ချင်းအန်ဖြစ်တဲ့ကဲ့သို့တဲ့ငါကနော် your friend သင်တငယ်ချင်းဖြစ်တဲ့ကဲ့သို့တဲ့နော် to listen နော် to listen me ငါနော်တူဒီမှာတူကတို့လို့မဆရာရဲ့လို့နော်မီရဟိုဟာကိုငါကိုတူကပြန်ညွှန်းတာကိုမီတူမီဆိုတော့ငါရဲ့နော်မီတူငါရဲ့ to listen စကားကိုနားထောင်ဖို့ရန် you တင့်ကို want အလိုရှိပါတယ်ပေါ့နော်ကတ္တရှိကဘာသာပြန်လိုက်တယ် I ငါသည်နော်ငါသည် you တင့်ကိုအလိုရှိတယ်ဘလို့လိုရှိတာလဲနော် I ငါသည် your friend သင်ဤတငယ်ချင်းအန်ဖြစ်သည် like ကဲ့သို့သင်ဤတငယ်ချင်းကဲ့သို့တဲ့ me ငါရဲ့ to me ငါရဲ့ to listen စကားကိုနားထောင်ဖို့ရန် want အလိုရှိတယ်ပေါ့နော်အဲ့ဒီလိုဘာသာပြန်ပါတယ်ကတ္တရှိခံစာနောက်ပြန်ဆုံးရင်ကရိယာပိတ်ပေါ့နော်ဒီကတော့စာကြောင်းကိုနှစ်ကြောင်းဆက်ထားတာဖြစ်ပါတယ်နော်ချဲ့ပြီးတော့တိဆောက်ထားတာဖြစ်ပါတယ်